ဒီခန်းလေးကတော့ငမိုးငါးလန်းလမ်းကျပေါ်မှာတရှိပါတယ်။ရန်ကုန်တိုင်းဒေသကြီးတင်ကန်းညွန့်မြို့နယ်ငမိုးရပ်ကွက်မှာရှိတဲ့အခန်းကောင်းလေးတစ်ခန်းမိတ်ဆက်ပေးချင်ပါတယ်ရှင်။ဒီနောက်ကန်လမ်းမှာတန်တုမာလမ်းမှာရန်နာလမ်းမကြီးတို့ရဲ့စုံတဲ့နေရာဖြစ်တဲ့ငမိုးရပ်ကွက်အခန်းလေးရဲ့အကျယ်ဝန်းကတော့12ပေခွဲပေ90ရှိပြီးတော့အလွှာလေးကတော့ဒုတိယတက်ပါရှင်။ဒီခန်းလေးရောင်းချပေးမဲ့ဈေးနှုန်းကတော့3390ကိုပြည်နယ်ရောင်းချပေးဦးမယ်နော်။အခန်းလေးရဲ့ပြင်ဆင်မှုတွေကိုလိုက်ရပေးပါမယ်ရှင်။အရှိလက်လေးလည်းဖြစ်ပါတယ်ရှင်။ဒီမှာဆိုရင် aircon တစ်လုံးတက်ဆင်ပေးထားပါတယ်။ဒီခန်းလေးကငှားပဲစားမလားကိုယ်တိုင်ပဲနေမလားအရင်အဆင်ပြေတဲ့ခန်းလေးပါရှင်။ဒါပေးတိုက်လည်းမရှိတဲ့အတွက်လေဝင်လေထွက်လည်းကောင်းတယ်ဒီမှာဆိုရင်တမန်ဆန်းရှိတ်တွေအစားတက်ဆင်ပေးထားပါတယ်နော်။ဒါလေးကတော့အေကန်လေးပါအေကန်လေးမှာဆိုလည်းတက်ရက်ကလေးနဲ့ဒီမှာဆိုဖာဆက်တွေဒါလက်ဆောင်ထည့်ပေးဦးမှာနော်။ပကြီးကားလာလေးလည်းပါဝင်ပါတယ်။ဒါလေးကတော့ရှောက်လန်းလေးပါရှောက်လန်းလေးလည်းကျယ်ဝန်းရှိရဲဒီမှာလည်းမီးဆိုင်လေးပါဝင်ပါတယ်။အခန်းလေးတစ်ခန်းဖွက်ထားပေးပါတယ်ရှင်။အခန်းလေးထဲမှာဆိုလည်းစလိုက်ဒိုတကားတစ်ချက်ပါဝင်ပါတယ်။အဘေးကဝင်ချင်းမှာဆိုလည်းစလိုက်ဒိုတကားလေးတက်ဆင်ပေးထားပါတယ်။ဒါဆိုလည်းကျွေးပေးစင်းလေးတက်ဆင်ပေးထားတယ်။ကြည့်မှတစ်ချက်ပါဝင်ပါတယ်။ဒီချိုးကမ်းမှာဆိုရင်ရေတန်းလေးတစ်လုံးပါဝင်တယ်။ကျွေးရခင်းထားပြီးတယ်ကျွေးရကတ်ထားပေးပါတယ်။အိမ်သာဆိုလည်းပိုလန်အိမ်သာလေးတက်ပေးထားပါတယ်ရှင်။ကစ်ချင်ကန်းလေးကလည်းတန်တန်ရှင်းလေးနဲ့တော်တော်လေးအဆင်ပြေတယ်။ကစ်ချင်ကက်ဘိနက်တွေဆိုလည်းအပေါ်မှာတက်ဆင်ပေးထားတယ်။တော်တော်လေးအဆင်ပြေပါတယ်။ဒါလေးပါတယ်ဆိုတော့ဒီတက်လည်းမရှိတဲ့အတွက်လေဝင်လေထွက်လည်းကောင်းတယ်ဒီမှာဆိုလည်းတမန်တစ်ချက်ပါတက်ဆင်ပေးထားပါဆိုရင်လမ်းမကြီးပေါ်မှာဆိုရင်လည်း one night store လည်းရှိရဲ lottery ချက်ကြော်ဆိုင်တွေလည်းရှိရဲ KFC ချက်ကြော်လည်းရှိရဲစားသောက်ဆိုင်တွေအများကြီးရှိတဲ့နေရာလေးပါတွိုင်းလိုက်လည်းအဆင်ပြေရဲရုံးသမားတွေလည်းအရင်အဆင်ပြေတယ်ဒီခန်းလေးဝယ်ချင်တယ်ဆိုရင်တော့ကျမတို့ရဲ့ Rainbow Real Estate တို့ဆက်သွယ်ဆောင်ရွက်ပေးနိုင်ပါတယ်ရှင်ဖုန်းနံပါတ်ကတော့3998864280ပါရှင်အားလုံးကျေးဇူးတင်ပါတယ်